ကိုရီမလေးကျွန်တော်ပြောပြကြပါအောင်ကျွန်တော်အချားမြင်ရတယ်ဆိုတော့ယောက်ျားလေးလူငယ်တွေလက်မခံနိုင်ဘူးဖြစ်နေတယ်သူတို့ငါဘလို့တက်တည်ပြပေးရမလဲတားမနာလို့ဖြစ်နေကြတယ်သူတို့တွေကကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့အချားမြင်ဆရာကိုဆိုင်ဝမ်ကသူအချားမြင်ရတာကိုမယုံလို့သူ့ကိုဆဲကြလို့ဆိုပြီးတော့ပောက်ကွဲဒေါသထွက်နေတာပါဘလို့မျိုးပောက်ကွဲဒေါသထွက်နေလဲဆိုတာကိုကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ဗျဥပဒေနဲ့ပဲကျွန်တော်အရေးယူပါနော်မမဟေးပတ်ဆက်ဆက်ကိုတားကိုလာပြောနေတာကွာသိလားကြောက်စရာကောင်းကိုလာပြောနေတာအခုလေဒီကလေးရေးထားတဲ့ comment ကိုအကောင့်ပြတ်ကြရင်ပြတ်ကြပါစေကျွန်တော်ပြမယ်နော်ကျွန်တော်အကောင့်ပြတ်ကြရင်ပြတ်ကြပါစေကျွန်တော်ပြမယ်တ िश ူကွာနဲ့တော့အုပ်လိုက်ပြီနော်တခြားပေါ်လို့မရတဲ့အပိုင်းတွေတော့ကျွန်တော်အုပ်ထားတယ်ပေါ့နော်ရမရတော့မသိဘူးကျွန်တော်ပြရမလားအကောင့်တော့ပြတ်ကြရင်ပြတ်ကြလိမ့်မယ်ဒါကိုတော့ပြလို့မရအောင် screenshot တွေပြလို့မရအောင်ပြလိုက်ရပြလိုက်တော့ဗျာကြည့်ကျင်နေပြီဆဲထားတာတော်တော်ဆဲထားတာလာဆဲထားကျွန်တော်အရင်ရွတ်ပြမယ်နော်ကျွန်တော်အရင်ရွတ်ပြမယ်နော်ဒီမှာ तू လာပြောထားတာဗီဒီယိုကဝါနေတော့ဘာမှမမြင်ရဘူးဗျ तू လာပြောထားတယ်နော် comment မှာဓာတ်ရိုက်ပြလို့မရအောင်အကောင့်ပြတ်ကြမှာဆိုလို့ screenshot တွေကပြလို့မရအောင် तू ဘာပြောထားလဲဆိုတော့မအေလို့တဲ့ဖင်မယားနဲ့နော်တဲ့အဲ့ဒီ post ကိုပြန် share ပြီးတော့မှတင်ထားတဲ့ post ကိုပြန်ပြုပြင်ထားပြီးနော်ယောက်ျားလေးတွေကကျွန်တော်အချားမြင်ရတာကိုလုံးဝသူတို့လက်မခံနိုင်ဘူးဖြစ်နေတယ်နော်ကျွန်တော်နားမလည်ဘူးပြည်သူလူထုကျွန်တော်ပြောပြကြပါအောင်အကိုရီမလေးကျွန်တော်ပြောပြကြပါအောင်ကျွန်တော်အချားမြင်ရတယ်ဆိုတော့ယောက်ျားလေးလူငယ်တွေလက်မခံနိုင်ဘူးဖြစ်နေတယ်သူတို့လက်မခံနိုင်ဘူးဖြစ်နေတယ်ငါဘလို့တက်တည်ပြပေးရတာတားမနာလို့ဖြစ်နေကြတယ်သူတို့တွေကဟုတ်ပါဗျာအကိုအချားမြင်ရတာကိုသူတို့တွေကမနာလို့ဂျင်းဝင်နေကြတာဟုတ်ပြီစဖတ်ပြမယ်တင်ထားတဲ့ post ကိုတဲ့ပြုပြင်ထားပြီးတော့မှတင်ထားတဲ့ post ကိုပြုပြင်ထားပြီးတော့မှ screenshot ရိုက်ပြီးတော့မှပြန်တင်ထားတာတဲ့မအေလို့ပါတဲ့စင်းရဲနေတဲ့အတိတရားနဲနေတဲ့လူများကိုစားကွက်ဖန်တီးနေတာတဲ့မင်းတို့ကောင်စားမျိုးကိုတဲ့ငါတို့နဲ့မဆုံဖြစ်စေနဲ့အသက်ကိုရင်းပြီးတော့မှမင်းတို့ကောင်တွေကိုရှင်းပြစ်မှာတဲ့လာပြန်ပြီနောက်တစ်ယောက်ချင်းချောက်ပြန်ပြီကျွန်တော်ပြောတယ်နော်ဒေါသတွေဒီကာလမှာထိန်းကြလို့ကျွန်တော်ပြောတယ်နော်ဒီကာလမှာဒေါသတွေထိန်းကြလို့ပြောတယ်နော်အမေတို့လုံးကြပါဦးဗျာကျွန်တော်တတ်ဖို့ချင်းချောက်နေကြတယ်ဗျာအမေမြင့်စုအမေတင်းအောင်ကျွန်တော်လုံးကြပါအောင်ကယ်ကြပါအောင်ကျွန်တော်ချင်းချောက်ခံနေရတယ်ဒီမှာနောက်ကောင်လေးတယောက်ကလည်းကျွန်တော်တတ်ပစ်မယ်တဲ့သူတို့အသက်နဲ့ရင်းပြီးတော့ကျွန်တော်တတ်ပါတယ်ဗျာကျွန်တော်ချင်းချောက်ခံနေရတယ်ပြည်သူများကျွန်တော်မကယ်တော့ဘူးလားကျွန်တော်ချင်းချောက်ခံနေရတယ်ဒီမှာအသက်အန္တရာယ်ချင်းချောက်ခံနေရတယ်ကျွန်တော်အချားမြင်တာကိုမကျေနပ်တာတဲ့သူတို့လက်မခံနိုင်တာတဲ့အမေမြင့်စုလောက်ပါအောင်တောင်းအောင်ကယ်ပါအောင်အချားမြင်ဆရာကသူများကိုကယ်ခိုင်းနေတယ်ဗျာကိုကအချားမြင်ဆရာပဲဗျာကြိုမြင်ပြီးကြိုးရှောင်နိုင်ရမယ်ဗျာမဟုတ်ဘူးလားဗျာကဲသူကစကားမင်းနဲ့လည်းစကားပြောနိုင်နေဗျာဒါကြောင့်မို့ကိုယ့်အသက်ကိုတော့ကိုကယ်နိုင်ရမှာပါနော်စဖတ်ကြမယ်ကျွန်တော်ကြောက်တယ်ဝါသိလားကျွန်တော်တို့ချင်းချောက်တာကျွန်တော်ကြောက်တယ်အမှန်တမ်းပြောရင်ကိုယ့်အသက်နဲ့ချင်းချောက်ခံထားရတာလေကြောက်တာပေါ့နော်နှစ်ယောက်ရှိပြီကျွန်တော်လာချင်းချောက်တာ profile အမှန်နဲ့ဓာတ်ပုံအမှန်နဲ့သူ့ဓာတ်ပုံတွေအကုန်လုံးကျွန်တော်စေ့ထားတယ်ဓာတ်ပုံပြမယ်ဓာတ်ပုံတွေကျွန်တော်အကုန်စေ့ထားတယ်ဒီပါပြည်သူများကယ်ကြပါဦးကျွန်တော်ကြောက်တယ်ဗျာတဲ့လားကျွန်တော်အသက်ကိုလာပြီးချင်းချောက်နေတာကျွန်တော်ကြောက်တယ်ဗျာကျွန်တော်မသိချင်သေးဘူးနော်ဒီကောင်လေးဖြစ်ပါတယ်နော်သူ့အသက်နဲ့ရင်းပြီးတော့ကျွန်တော်တတ်မှာပါတဲ့ဟုတ်တယ်ရှေးဘုံတီတီလေးရေဒီမှာလက်မခံဘူးတို့ကလက်မခံဘူးဖြစ်နေတယ်လက်မခံဘူးဖြစ်နေတယ်ကျွန်တော်လိန်နေတာတဲ့ဒီမှာအမေရဲ့တားကိုကယ်ပါအောင်မေရဲ့တားကိုလာချင်းချောက်နေတယ်တတ်ပြစ်မယ်တဲ့တားကိုတတ်ပြစ်မယ်တဲ့ချင်းချောက်နေတယ်အမေတားကိုကယ်ပါအောင်မေရဲ့အမေတင်းအောင်မေမြင့်စုတားကိုကယ်ပါအောင်မေနော်ဒီမှာဒီကောင်လေးသူတက်ပြစ်ပဲတဲ့သူ့အသက်နဲ့ရင်းပြီးတော့ကျွန်တော်တတ်ပါတယ်နော်ချင်းချောက်ထား screenshot တွေကျွန်တော်အကုန်ယူထားတယ်ကျွန်တော်တည်တဲ့ဥပဒေနဲ့အရေးယူခြင်းတယ်ဗျာသိလားကျွန်တော်ကမွေးရပါအချားမြင်ပါရမီရှင်တယောက်ပါမွေးရပါအချားမြင်နော်မြန်မာနိုင်ငံကိုဗစ်နဲ့တွေးချောင်းစည်းမယ်လို့ပြောခဲ့တုန်းကလည်းတကယ်ဖြစ်ခဲ့တယ်တနိုင်ငံလုံးဝိုင်းဆဲတယ်တနိုင်ငံလုံးဟာတာလုပ်တယ်အခုလည်း28ရက်12လ2024မှာမြန်မာနိုင်ငံငလင်ကြီးတွေလာမယ်လူတွေတေးမယ်အလောင်းပုံတွေမြင်တယ်လို့ကျွန်တော်ပြောတယ်အဲ့ဒါကိုเนาะဒီမှာဒီအကောင့်ပိုင်ရှင်ကကိုဆိုင်တူးခေါ်တဲ့မောင်ပေါက်ခေါ်လာပါပြီတဲ့မဟုတ်ကဟုတ်ကတွေပြောနေပါပြီတဲ့နားစင်တော်မူကြပါတော့တဲ့ကျွန်တော်ငကားတိုက်ကလာတာ
ဆရာကိုဆိုင်ဝိုင်းကငကားတိုက်ကလာတာခေါင်းရသားသမီးတွေကိုရသလောက်ကျွန်တော်ရဲ့အာဘော်နဲ့ကျွန်တော်ရဲ့ intuition နဲ့ကျွန်တော်ရဲ့အချားမြင်နဲ့ကျွန်တော်ရဲ့အာယုံနဲ့မနှောနဲ့ကျွန်တော်ကိုကယ်ခိုင်းထားတာကာဝယ်ခိုင်းထားတာဒါပေမဲ့ဒီလိုလူတွေကြောင့်မို့လို့ဒီလိုခေါင်းရသားသမီးတွေကြောင့်မို့လို့ဒီလိုမေတ္တာမဲ့နေတဲ့ဒေါသကုံမှန်ကြီးနေတဲ့မနာလိုနေတဲ့အိတ်တာမစ္စရာပွားနေတဲ့တဘာတော်သူအထင်သေးအမြင်သေးရှုံချလောင်ပြောင်တယောပုတ်ခတ်တိုက်ခိုက်ဆဲဆူနေတဲ့ဒီလိုလူဒန်းစားတွေကြောင့်ကျွန်တော်နှုတ်ပိတ်ခဲ့တာ2နှစ်ရှိခဲ့ပြီဒါပေမဲ့ကျွန်တော်ပုံကိုယ်လေးကကျွန်တော်စုခံရတယ်အဘတို့ကလည်းစုခံရတယ်နမင်းကြီးတွေကလည်းစုခံရတယ်ဒါတွေကဆရာလိုင်းသွားနေတဲ့သူအချင်းချင်းသိတယ်ဟီလာအချင်းချင်းသိတယ်ဟီလာဆိုတာကျွန်တော်တို့စကားနဲ့ပြောလို့ရှိရင်နားလည်လိမ့်မယ်တချို့လူတွေနားလည်မှာမဟုတ်ဘူးဟီလာတွေနားလည်လိမ့်မယ်ဟီလာရှင်ချင်းနားလည်လိမ့်မယ်ပါရမီရှင်ချင်းနားလည်လိမ့်မယ်ဝိဇ္ဇာစကားကိုပြိတ္တာနားမလည်ဘူးเนาะဒီငလင်ကြီးမတိုင်ခင်3ရက်အလိုမှာကျွန်တော်တရားထိုင်နေတဲ့အချိန်မှာတရားမင်းကျွန်တော်ကို intuition ပေးတယ်တရားမင်းကိုတော်မြတ်ကြီးကကျွန်တော်ကိုမနှောတိုက်တယ်အချားမြင်ပေးတယ်ပြောပေးဖို့ခေါင်းရသားသမီးတွေကိုကယ်ပေးဖို့စော်ဩပေးဖို့3ရက်အလိုငလင်လှုပ်ဖို့3ရက်အလိုမှာကျွန်တော်တရားထိုင်နေတဲ့အချိန်မှာကျွန်တော်ရဲ့ဓာတ်နန်းမှာကျွန်တော်တရားထိုင်နေတဲ့အချိန်မှာကျွန်တော်ကို intuition ပေးတယ် intuition ဆိုတာအချားမြင်မနှောလာပြောခိုင်းတယ်ငါသားကြီးခေါင်းရသားသမီးတတဝါတွေကိုပြောလိုက်ပါတော့ကျင်ညာလိုက်ပါတော့3ရက်နေငလင်ကြီးလာမယ်ကြွညာလိုက်ပါတော့ intuition လာပေးတယ်ဒါပေမဲ့ကျွန်တော်မပြောခဲ့ဘူးဒီလိုမျိုးလူတွေဒုက္ခရောက်မှာကိုကြိုသိနေတာကိုမပြောဘူးဆိုတော့ဘလို့ဆရာမျိုးတုံဗျာခဲ့ဖြစ်ပြီးမှလာပြောနေတယ်ဘသူကယုံပါလဲဗျာအခုမှလာပြီးတော့ဒီလိုမျိုးလူတွေကြောင့်မပြောတာပါဆိုပြီးတော့ဒီလိုမှန်းတဲ့သူတွေကိုလိုက်အပြစ်တင်နေတယ်အတိတ်ပဲကိုမရှိဘူးဗျာဆွဲထပ်ပြစီစောင်းထပ်ပြစီကွင်းကွင်းကွက်ကွက်တီတီကြကြကျွန်တော်ဟောနိုင်ပြောနိုင်တဲ့ဆရာကောင်းတမန်ကောင်းဖြစ်ပြစီဆိုပြီးဖျားတရားတွေကြော့တိုင်းမှာကျွန်တော်တစ္ဆာဆိုထားတာပုံကိုယ်တွေကိုတစ္ဆာတိုင်တယ်ထားတာမိုးနဲ့မြေကြီးတရားမင်းနဲ့ရမမင်းကိုကျွန်တော်နေ့စဉ်တိုင်တယ်ထားတာနေ့စဉ်ကျွန်တော်ကပန်းမှန်ရေချမ်းတွေကတ်ပြီးတော့မှเนาะဟိုလူကြီးကလေးကလူကြီးကိုပူစားတယ်လို့မျိုးကျွန်တော်ကတရားမင်းနဲ့ရမမင်းကိုအမြဲတမ်းကျွန်တော်ပူစားထားတာတောင်းဆိုထားတာတစ္ဆာဆိုထားတာဘာတစ္ဆာဆိုတာလဲကျွန်တော်ရဲ့အချားမြင်နဲ့32ပုံသားတွေကိုတရဝါတွေကိုကဲတင်ပေးပြရစီဆိုပြီးကျွန်တော်ဆုတောင်းထားတာဆိုတော့ဒီလိုလူတွေအကြောင်းမို့လို့ကျွန်တော်ကစိတ်ပြတ်ပြီးတော့2နှစ်တိတိကျွန်တော်ဝစီပိတ်နေကြတာဝင်မပြောဘူးဝင်လည်းမပါဘူးဆိုတော့ကျွန်တော် request လုပ်ပါတယ်9ရက်သားသမီးတချို့တော့အကိုတွေအမတွေเนาะဒီအကိုကိုလည်းကျွန်တော် request လုပ်ပါတယ်အကိုတို့ရဲ့နှလုံးသားတွေအကောင်းစိတ်မထားနိုင်ဘူးလားအကိုတို့ရဲ့နှလုံးသားတွေတစ်ဖက်သားပေါ်မှာကောင်းတဲ့စိတ်လေးမမြင်နိုင်ဘူးလားကတ်တွေလည်းစိုက်နေပြီငလင်တွေလည်းလှုပ်နေပြီလူတွေလည်းသေနေပြီဒါတော့သေချင်းစိုးနဲ့သေနေကြတာအကိုတို့ရဲ့နှလုံးသားတွေကမနှုံ့ညံ့နိုင်သေးဘူးလားအကောင်းမမြင်နိုင်သေးဘူးလားမြစ်တာမထားနိုင်သေးဘူးလားလူတစ်ယောက်ရဲ့အပေါ်မှာဒါတော့ကျွန်တော်ဆိုတက်သေးတွေနဲ့ခိုင်လုံလုံနဲ့ကျွန်တော်တင်ပြနေတယ်လူသားပြည်သူတန်း60ကိုကျွန်တော်တက်သေးတွေနဲ့တွားနေတာနော်ကျွန်တော်ရဲ့အချားမြင်တွေကိုတက်သေးပြခွင့်ရပါစေသားဆိုပြီးတော့လည်းတရားမင်းနဲ့ရမမင်းကိုတိုင်တယ်ထားတယ်ရှေ့လျှောက်လေကျွန်တော်မြင်တဲ့အာယုံတွေနဲ့ကျွန်တော်တိုင်းပြည်တဲ့လူမျိုးကိုကျွန်တော်ကာဝယ်ပေးမယ်ကျွန်တော်ကယ်တော့မယ်ရှေ့လျှောက်အခုလိုမျိုးလူတွေဒုက္ခရောက်မှာကို3ရက်အလိုမှာတရားမင်းကသူ့ကိုလာပြောသွားတယ်ဒါပေမဲ့သူကလူတွေကိုပြောမပြဘူးနှုတ်ပိတ်နေတယ်ဘာလို့လဲဆိုရင်သူ့ကိုအခုလိုဆဲတဲ့သူတွေကြောင့်မပြောတာဟုတ်တော့ဟုတ်နေပြီနော်ကဲပါကျွန်တော်လည်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်